Hello အားလုံးပဲမင်္ဂလာပါ AN Kitchen Master ကကျွန်မပြန်ကြလိုက်ပါတယ်ဒီနေ့မှာတော့မာဒါရိုင်းစူဆာနိုလုပ်ပြန်ဖြစ်ပါတယ်fan တွေအားလုံးလည်းပဲနာရီတို series ကြည့်ဖို့ကြမှာထင်ပါတယ်ပြီးတော့ view link စကမှာ AN Kitchen Master က channel လေးကို like subscribe နဲ့ video တက်တိုင်းဒီအောင်လို့ဘေးနားခါလို့လည်းပဲနှိပ်ခဲ့ပေးပါတောင်းချင်ပါတယ်အဲဆက်လိုက်ကြအောင်ပါဆိုတော့ပေါ့နော်ဒီမှာယောက်ျားလေးတွေကိုသွားမယ်ပြီးရင်မှာarmy ဆိုတာပေါ့နော်ဒါလေးပါ ARMOR နဲ့ရပါဒါလေးကိုနဲ့ရပါပြီးတော့ mask ထဲတော့ပါ mask တော့ပါဒီနှာခေါင်းရှည်ရဲ့ဥစ္စာကြီးကိုလောက်လိုက်ပါပြီးတော့ wings ဆက်တော့ပါမယ်ဒီပေါ့နော်ပထမ wings ကိုနဲ့ရပါပြီးတော့ပြန်ထားလိုက်ပါမယ်ပြီးတော့ gain နဲ့တော့လိုက်ရအောင်gain နဲ့ရောက်လာပြီပေါ့နော်လက်နေဂိမ်းတော့ရောက်ပြီပေါ့နော်ဒါလေးမင်းကလေးအားကြဒါလေးကိုထားပေးရပါမယ်ဒီ Alice in the Wonderworld လေး Wonderland လေးကိုဝတ်ထားပါမယ်ယောက်ျားလေးကခဏမင်းကလေးစီတော့ပါမယ်မရောက်ပြီဆိုရင်ပေါ့နော်ဟိုကအဲ့မီနူရဲ့ဝင်ပါမီနူရဲ့ဝင်ပြီးဒါလေးကိုနေရပါဒီ CHERA ဆိုင်ဥစ္စာလေးလေပါအဲ့ပြီးတော့အောက်လေးရှော့လိုက်ပါအောက်လေးရှော့ပြီးတော့ဒီ color ရဲ့ဘေးနေရပေါ့နော် can't see rest လို့နေလေပါအဲ့ MATERIEL ကိုနေလေပါပြီးတော့ glass ကိုနေလေပါ no ပြီးတော့ glass ကိုနေလေပါ glass နေပြီးရင်လက်နေပြီးကွယ်ပြီးတော့ဒါလေးကိုထည့်လိုက် color မှာပေါ့ကိုကြိုက်မာဒါရိုင်းဥစားဆို blue လေးပေါ့နော်ဒီအရောင်လေးပေါ့ပြီးတော့ကောင်မလေးကယောက်ျားလေးကို carry လုပ်လိုက်ပါပဲ carry လုပ်ပြီးတော့ large ပေါ့နော်အကြီးပြတ်လုပ်လိုက်ပါအကြီးပြတ်လုပ်လိုက်ဖြတ်လိုက်ပါပြီးတော့ကောင်လေးကိုတော့အခုမှဆိုရင်တော့ပေါ့နော်စူဆာမာဒါရိုင်းစူဆာလုံးကပြည့်စုံသွားပါပြီပြီးတော့အမြင့်လည်းပဲခုံနိုင်တယ်ပြီးတော့ပြေးလည်းပဲပြေးလိုက်ပါတယ်ကားတွေလာရင်လည်းပဲပေါ့နော်အဲကားရတယ်ပဲကိုကန်ထုတ်လို့ရတယ်ကိုကကားရကန်ထုတ်လို့ပြမဒါတိုင်းနဲ့ပိဒါကြအမြင့်ခုံလို့ရတယ်အရန်စစ်မြမှာမာဒါရိုင်းစူဆာလုံးဆိုတွေ့လားခဏပဲလူတယောက်ကိုတည်းမှာကားမလာသေးဘူးကားတန်ကြလိုက်တော့ပဲမာပေါ့နော်အမြင့်လည်းပဲခုံလို့ရအပြည့်လည်းပဲဒီမှာဓားလည်းပဲထုတ်ရပါမှာဓားကြီးနဲ့ပေါ့နော်စူဆာနိုကြီးပါပြန်လိုက်ပါလားစူဆာမာဒါရိုင်းစူဆာနိုနဲ့မတူဘူးခါခါရှီရဲ့စူဆာနိုနဲ့မတူဒီပါလေဒါကြတော့စူဆာနိုလုံးနည်းလေးပါစူဆာနိုနဲ့တူရလို့ထင်ပါတယ်ဆိုvideo လေးဆုံးသက်ကြည့်ပါလို့တောင်းဆိုvideo လေးဆုံးသက်ကြည့်ပါတဲ့ကျေးဇူးတင်ပါတယ်နောက် video မှာပြန်ကြည့်ကြမယ်တတာဒီမှာတကားလာပြီနော်ဟုတ်ကဲ့